င်္ဂလာပါလူကြီးမင်းများဒီဗီဒီယိုမှာအစပြုသူတွေအတွက် Crypto Future တွေကိုဘယ်လိုနဲ့ဘယ်နေရာမှာရောင်းဝယ်ရမလဲမှတ်ပုံတင် bonus ဘယ်လိုရယူရမလဲပထမဆုံး Futures Trade ကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုလေ့လာရမှာပါအားလုံးကိုမြန်မြန်ဆန်ဆန်နဲ့ရိုးရှင်းအောင်ရှင်းပြပါမယ်အစပြုသူတွေအတွက် Binance ကအကောင်းဆုံးရွေးချယ်မှုပါရောင်းဝယ်ရေးတူရိယာမျိုးမျိုးကိုရွေးချယ်စရာအများဆုံးပေးထားပါတယ် Binance ကယုံကြည်မှုရှိရှိစတင်ဖို့အတွက်လိုအပ်တဲ့အရာအလုံးကိုပံ့ပိုးပေးတဲ့အစွမ်းထက်ပြီးယုံကြည်စိတ်ချရတဲ့ platform တစ်ခုပါရိုးရှင်းမှုလုံခြုံရေးငွေဖြစ်လွယ်မှုနဲ့ရိုးရှင်းတဲ့ cryptocurrency ဝယ်ယူမှုကနေပုံမရှုပ်ထွေးတဲ့ငွေကြေးလွှဲပြောင်းမှုတွေအထိတဖြည်းဖြည်းတိုးတက်နိုင်စွမ်းရှိပါတယ်ထို့အပြင် Binance ဟာကမ္ဘာတစ်ဝန်းကနံပါတ်1 crypto exchange ပါသတိပြုရန်အကောင့်အသစ်တစ်ခုမှတ်ပုံတင်တဲ့အခါ bonus ကိုအသက်ဝင်စေမှာဖြစ်လို့ဗီဒီယိုတွေကညွှန်ကြားချက်တွေကိုလိုက်နာပါအကောင့်တစ်ခုဖန်တီးပြီးသားဆိုရင်ဒီဗီဒီယိုမှာပြထားတဲ့အတိုင်း cashback bonus အသက်ဝင်နေစေဖို့အကောင့်ကိုဖျက်ပြီးအသစ်တစ်ခုဖန်တီးနိုင်ပါတယ်အကောင့်မရှိသေးရင်မှတ်ပုံတင်ခြင်းစီဆက်သွားကြရအောင် exchange website Binance ကိုသွားကြရအောင်မှတ်ပုံတင်ပုံစံတို့သွားပါသင် email ကိုထည့်ပါထို့နောက်သင်သည်လူသားဖြစ်ကြောင်းအတည်ပြုရန်လိုအပ်ပါသည်ထို့နောက်သင်ယခုသတ်မှတ်ထားသော email လိပ်စာသို့ပေးပို့မည့်ကုတ်ကိုအသုံးပြု၍သင် email ကိုအတည်ပြုရန်လိုအပ်ပါသည်နောက်တစ်ခုက password တစ်ခုပေးရပါမယ်ထို့နောက်အလွန်အရေးကြီးသောအဆင့်တစ်ခုအနေဖြင့်ဤစာမျက်နှာတွင်ဗီဒီယိုအောက်ရှိဖော်ပြချက်တွင်ရှိမည့် bonus ကုတ်ကိုထည့်သွင်းရန်လိုအပ်ပါသည်ဒီကုတ်က spot trading လုပ်နေစဉ်အတွင်း20 cashback bonus ပေးပါလိမ့်မယ်။ယင်းနောက်သင်အကောင့်ကိုအတည်ပြုရန်လိုအပ်ပါသည်စိတ်မပူပါနှင့်ကင်းသည်မြန်ဆန်ပြီးအလိုလိုသိနိုင်သောလုပ်ငန်းစဉ်တစ်ခုဖြစ်သည်အတည်ပြုပြီးသည့်နှင့်သင်ကုန်သွယ်မှုအကောင့်ကိုအသက်သွင်းပြီးကြံသည်မှာသင်လက်ကျန်ငွေကိုငွေဖြည့်ပြီးအနာဂတ်ကုန်သွယ်မှုများကိုစတင်ရောင်းဝယ်ရန်သာဖြစ်သည်သင်လက်ကျန်ငွေကိုငွေဖြည့်ရန်အတွက် deposit ခလုတ်ကိုနှိပ်ပြီးအဆင်ပြေသောငွေဖြည့်နည်းလမ်းကိုရွေးချယ်ပါနှစ်ပေါက်ကိုသုံးတာအကောင်းဆုံးပါပဲဒီမှာဒေါ်လာနဲ့ပမာဏကိုဖော်ပြပြီးသင်အတွက်အဆင်ပြေတဲ့ငွေပေးချေမှုနည်းလမ်းကိုရွေးချယ်ရပါမယ်အောက်တွင်ဖော်ပြထားသောရွေးချယ်စရာများမှငွေလဲနှုန်းကိုသာမကအဆင့်သတ်မှတ်ချက်ကိုပါထည့်သွင်းစဉ်းစားပါထို့နောက်သင်အတွက်တင့်တော်သောရွေးချယ်မှုကိုရွေးချယ်ပြီး buy use ကိုနှိပ်ပါ S သို့မဟုတ် Tether သည်အကြီးဆုံး stablecoin ဖြစ်ပြီး American Dollar နှင့်တဲ့အချိုးကျချိတ်ဆက်ထားပြီးနည်း၏ digital ညီမျှမှုအဖြစ်ဆောင်ရွက်ပါသည်ဗီဒီယို၏နောက်ပိုင်းတွင်ပြသထားသည့်အတိုင်းအနာဂတ်ငွေကြေးများဝယ်ယူရောင်းချရန်အတွက် S လိုအပ်ပါသည် bias ကိုနှိပ်ပြီးနောက်အလိုလိုသိနိုင်သောညွှန်ကြားချက်များအတိုင်းငွေပေးချေမှုကိုပြီးမြောက်အောင်လှုပ်ဆောင်ရန်လိုအပ်ပါသည်ကျွန်ုပ်၏လက်ကျန်ငွေတွင်အစရှိပြီးသားဖြစ်သောကြောင့်ယခုကျွန်ုပ်ဤသို့မလုပ်တော့ပါနောက်ဆုံးအနေဖြင့် transferred not fee seller ကိုနှိပ်ရန်မမေ့ပါနှင့်ရောင်းချသူသည်ငွေပေးချေမှုလက်ခံရရှိကြောင်းအတည်ပြုပြီးသည့်နှင့်ရန်ပုံငွေများကိုသင်အကောင့်သို့ထည့်သွင်းပေးပါမည်လက်ထက်သည်သင်၏fundingအကောင့်ထဲသို့ရောက်ရှိသည်နှင့်ရင်းတို့ကိုသင်၏futureအကောင့်သို့လွှဲပြောင်းရန်လိုအပ်ပါသည်ဒီလိုလုပ်ဖို့အနာဂတ်ရောင်းဝယ်ရေးကဏ္ဍကိုသွားပါခလုတ်ကိုရှာပါ transfer ထို့နောက်လွှဲပြောင်းမိနေရာရွေးချယ်ပါ funding နှင့်ဘယ်မှာ Aston Futures ဒါပါပဲသင်ရဲ့ရန်ပုံငွေတွေဟာသင်ရဲ့အနာဂတ်အကောင့်ထဲကိုရောက်နေပါပြီအခုဆိုရင်သင်ရဲ့ပထမဆုံးကုန်သွယ်မှုကိုပြုလုပ်နိုင်ပါပြီ Bitcoin အနာဂတ်တွေကိုဝယ်ယူကြရအောင်အရိုးရှင်းဆုံးဥပမာကိုကျွန်တော်ပြပါမယ်အရင်ဆုံး leverage ကိုရွေးချယ်ရပါမယ်leverage နည်းလေကျွန်ုပ်တို့ရဲ့ငွေအားလုံးဆုံးရှုံးနိုင်ခြေနည်းလေဖြစ်တဲ့အတွက် Nick leverage ကိုရွေးချယ်ပါတယ်အခု position တစ်ခုကိုအပေါ်ကိုဖွင့်မလားအောက်ကိုဖွင့်မလားဆိုတာဆုံးဖြတ်ရပါမယ် long position တစ်ခုကိုဖွင့်ကြည့်ရအောင်ဆိုလိုတာက Bitcoin မြင့်တက်လာပြီးအမြတ်အစွန်းရမယ်လို့ယူဆပါတယ်အခုကျွန်ုပ်တို့ဝယ်ယူမဲ့ဈေးနှုန်းကိုသတ်မှတ်ဖို့လိုအပ်ပါတယ်အဆင်ပြေစေဖို့အတွက်ရရှိနိုင်တဲ့ဈေးနှုန်းတွေကိုနှိပ်ပြီး Nick leverage နဲ့ position ကိုအပြည့်အဝ leverage လုပ်ဖို့တရား volume ကိုရွေးချယ်ပြီးbuy long ကိုနှိပ်ပါဒါပါပဲကျွန်ုပ်တို့ရဲ့ကုန်သွယ်မှုဖွင့်လှစ်ပါပြီခ
ခဏကြာတော့ဈေးနှုန်းတက်လာတာကိုမြင်တွေ့ရပြီးအခုကျွန်တော်တို့ရဲ့ position ကိုပိတ်ပြီးအမြတ်အစွန်းတွေကို lock ချဖို့လိုအပ်ပါတယ်ဒီလိုလုပ်ဖို့ market ခလုတ်ကိုနှိပ်ပါဂုဏ်ယူပါတယ်အမြတ်အစွန်းတွေကို lock ချပြီးသွားပါပြီဒီဗီဒီယိုအတွက်ကတော့ဒါပါပဲမေးခွန်းတွေရှိရင်မှတ်ချက်ရေးခဲ့ပေးပါကျွန်တော်ကူညီပေးပါမယ်အားလုံးကိုနှုတ်ဆက်ပါတယ်